တော့အသုံးပြုတယ်ပေါ့ကိုင်းဘောကနသူ့ပဲအသုံးပြုခဲ့တာ โอเค မြန်မာနိုင်ငံမှာရှိတယ် ငါသိနေတယ်လို့ပဲ မြန်မာနိုင်ငံမှာရှိတယ် စီးလို့ရတယ် မသိရဲ့ မြန်မာ ရွာဘက်တွေမှာလည်းအသုံးပြုတယ်โอเค အဲ ပြောင်းပြောင်းနော် ဘယ်လိုပြောရင်ကောင်းမလဲဆိုတော့ခိုင်းနော်အဲ့တော့ဘယ်လိုပြောရင်ကောင်းမလဲဆိုတော့ အားလုံးသိအောင်ပြောလို့ပြောပါ အရက်နည်းနည်းမြင့်တယ်ပေါ့အရက်နည်းနည်းမြင့် တော့နည်းနည်းမြင်နေ အရက်နည်းမြင့် ဒီကနေ့ရက်ကရှောက်ပြီဟုတ်ပြီတော့လည်းပို့ပါတယ် နည်းနည်းကြီးတယ် ကြီးရတယ် အယောင်လေးอ่ะကွာဘယ်လိုပြောရမလဲနီယောင်လေးနီယောင်လို့နီယောင်ဘက်သွားတယ်ပေါ့နော် စပင်းလည်းရှိရယ် အမီလည်းရှိတယ် နှစ်ခုသုံးတယ်နှစ်ခုသုံးတယ်တစ်ခါသုံးရင်တစ်ခါသုံးရင်နှစ်ခုသုံးတယ် အဲ့တော့နောက်ခုတော့ငါโอเคโอเคသူကချက်တော့လဲပါတယ် ကဲဒီခါကျွန်တော်ပြီးနောက်ဆုံးမှာပြောမယ်နော် ဟုတ်တယ်မသိဘူး သူ့တော်ရုံတန်ရုံလူထိလို့မရဘူး အရင်တော့ကတော့ကျွန်တော်တို့မျိုးဘက်တွေမှာခဏခဏတွေ့ရတယ်အခုကျမတွေ့ရတော့နည်းနည်းရှားသွားတယ်တခြားဟာတွေအစားသုံးလာတာသူကစား အော် ဘယ်လိုပြောမလဲမျိုးတွေမှာမသုံးဘူးပေါ့ရွာတွေမှာမရှိမဖြစ် ရောမကြီး ဘယ်လိုပြောမလဲဘာစက်ပြန်ကောင်းတကယ်တော့မျိုးဘက်ဒီမှာလည်းတွေ့ပါတယ်တွေ့ရအဲ့ဒါ တက်ကမတွေ့ဘူးတက်ကတွေ့ရယ်အာ ပြီးပြီနော်ဒီတစ်ခါမစိတ်ပြင်းဟုတ်မှာနော် ဒါပေမဲ့အနည်းဆက်လို့ပြောရင်ချောင်းတာမှာရှိတယ်ချောင်းတာတော့ငွေဆောင်တို့မှာရှိပါတယ် ရပြီဘုတ်လိုက်တော့မှာဆိုလို့ရှိရင်1 2 3မတ်တာ မနိုင်ငံမှာ ဘာလဲပြောနွားလဲ 哎呦我的妈！ နွားလဲ မှာ မြင်းညီတော်နေဆက်တယ်မြင်းမှာ နွား မရ तू ကမြင်းလေလို့လည်းပြောလိုက်တော့မရကြီးတယ်အဲ့ဒါမိုင်းမဟုတ်တော့ ငါဘိန်းထဲလို့ပြောနေတာ ဘူးမှားပါတယ်အာ